အားလုံးမင်္ဂလာပါနော်ဒီမှာတွက်ထားတဲ့လေးလွှာပက်တန်လေးကိုဒီမှာညှက်ပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ညှက်တော့မယ်ဆိုရင်ပိတ်စလေးကိုတစ်ချက်ကြည့်ပါသူကအထက်အောက်တခြားလေးကြည့်ပေးမယ်နော်အဲ့တော့အောက်ကိုပဲဖက်ထားမလဲအထက်ကိုပဲဖက်ထားမလဲဆိုတာကိုတခြားလေးချိန်ပြီးဒီမှာကြည့်လိုက်ပါအခုထားမဲ့နေရာကဒီနေရာလေးမှာဖြတ်မှာနော်ခါးနေရာလေးကဒီနေရာလေးမှာဖြတ်မှာဆိုတော့တင်ရဲ့အကျနေရာကိုတစ်ချက်ကြည့်လိုက်ကိုပိတ်ခေါက်မဲ့ပိတ်ခေါက်ရာဟာတင်ရဲ့အနောက်တက်တဲ့မှာဒီလိုအပွင့်ကြီးရှိနေမယ်ဆိုလို့ရှိရင်ဝတ်တဲ့သူအတွက်အဆင်မပြေပါဘူးเนาะအဲ့တော့ဒီလိုမျိုးပန်းပွင့်နေပါတဲ့ဒီဇိုင်းဆိုလို့ရှိရင်ပိတ်ခေါက်တဲ့အချိန်ပိတ်ညက်တဲ့အချိန်မှာဘယ်အပွင့်ကဘယ်နေရာမှာကြာမလဲဆိုတာကိုတခါလဲစဉ်းစားပေးရမှာဖြစ်ပါတယ်เนาะညက်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်เนาะပြင်လို့မရတော့ပါဘူးဒါကြောင့်မညက်ခင်တခြားလေးစဉ်းစားပေးပါမယ်အခုဒီမှာတွက်ထားတဲ့ပက်တန်လေးတွေကိုအစားသွင်းမှာဖြစ်ပါတယ်เนาะအဲ့တော့ပိတ်ခောက်တဲ့အချိန်ကြာလို့ရှိရင်เนาะဘယ်လောက်ခောက်ရမလဲဆိုလို့ရှိရင်ပက်တန်မှာတွက်ထားတဲ့အကျယ်ဆုံးအဖြေတင်အဖြေပေါ့เนาะအဲ့ဒီနေရာအတိုင်းပိတ်ခောက်ရရင်ရပါပြီပြီးသွားရင်ပိတ်စလေးတွေကိုလွဲမသွားအောင်လို့ပစ်အပ်လေးတွေနဲ့တွဲပေးပါပြီးတော့အရှိကိုလာပြီးတော့မှတ်မယ်ဒီလိုတေးချအောင်နှစ်မှတ်မှတ်မယ်ပြီးမှမြင်းဖြောင်းဆွဲမယ်เนาะအခုဒီမှာကတော့ပိတ်စကိုကျန်းပြင်ပေါ်မှာချပြီးညှက်ပြထားတယ်နော်အဲ့တော့စပွဲပေါ်မှာမညက်တက်တဲ့လူတွေအတွက်ပါပြီးရင်တင်အမြင့်သွားမယ်နော်တင်အမြင့်က8ခွဲပြီးတော့22လက်မှဒီနေရာကဒူးဟုတ်ပြီနော်ဟုတ်ပြီအဲ့လိုအမှတ်ကလေးတွေတခြားလေးမှတ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ပတ်တန်တွက်ထားတဲ့ဟာလေးတွေကိုအစားသွင်းမှာဖြစ်ပါတယ်အဲ့တော့ခါးနေရာမှာက8.5မြင်းလေးတွေကိုဆက်ပေးပါမယ်เนาะအဲ့တော့ဆက်မယ်ဆိုရင်အရှိကအတိုင်းပဲတင်ပြီးမှမြင်းမှတ်တစ်ချောင်းထောင်လိုက်မယ်ပြီးတော့တင်အမှတ်ရဲ့အပေါ်တလက်မခွဲအောက်တလက်မခွဲကိုအမှတ်မှတ်ပေးမယ်ပြီးတော့မှအဲ့ဒီအမှတ်ကလေးတွေနဲ့လာပြီးတော့ဆက်ပေးရမှာဖြစ်ပါတယ်တင်ပြီးမှသွားပြီးတော့မချွန်ပါဘူးเนาะဒီလိုမျိုးလေးဆက်ပေးမယ်ပြီးသွားရင်အဲ့ဒီဒူးမြင်းနဲ့ဟိုအောက်ခြေမြင်းနဲ့ကိုလည်းဆက်ပေးရပါမယ်ဟုတ်ပြီအခုအကျန်း frame လေးရသွားပြီပေါ့နော်ပြီးသွားလို့ရှိရင်မြင်းလေးတွေကတောင်းချွန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေကွေးလေးသုံးပြီးတော့မှနည်းနည်းလေးဝက်ဝိုက်လေးဖြစ်အောင်ဖြည့်ပေးမယ်နော်အဲ့တော့ပေကွေးကဘယ်နေရာနဲ့သုံးလို့အတိအကျမရှိပါဘူးကိုယ့်အတွက်အဆင်ပြေတဲ့နေရာလေးကိုသုံးပေးပါအဓိကကမြင်းချောင်းလေးတွေဖြစ်နေဖို့ဖြစ်ပါတယ်ပြီးတော့ခါးနေရာမှာက3စိတ်စားပေးမယ်ဟုတ်ပြီဘေးကချုပ်စာတလက်မကိုတော့လိုက်ဆွဲလိုက်ပါနော်ဒီမှာကတော့မဆွဲပြတော့ပါဘူးအရင်တစ်ထည်မှာလည်းဆွဲပြထားပြီးပါပြီပြီးရင်တောက်ကလေးထည့်မယ်တောက်ကတော့တွက်ထားတဲ့အဖြေမှာ6စိတ်တောက်2ခုနော်အဲ့တော့3လက်မခွာတယ်6စိတ်2ခုမှတ်လိုက်တယ်နော်တစ်ခုနဲ့တောက်တစ်ခုနဲ့တစ်ခုကြားမှာတော့တလက်မချထားပေးပါတယ်ကက်ကြီးကိုမြင်းချောင်းပေါ်တက်မညက်နိုင်လို့ရှိရင်မြင်းချောင်းရဲ့အပြင်ဘက်ကနေညက်ပေးပါမြင်းချောင်းရဲ့အတွင်းဘက်ကိုမညက်ပါနဲ့နော်အကုန်လုံးကိုညက်ထုတ်ပေးပါမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အနောက်ချမ်းရဲ့အလယ်မှတ်ကလေးကိုတခြားလေးမှတ်ပေးပါမယ်ပြီးရင်တောက်ကိုလည်းဟိုဘက်ချမ်းမှာကူးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့တောက်ကူးပုံလေးကဒီလိုကက်ကြီးလေးနဲ့တစ်စိတ်နှစ်စိတ်စာလောက်လေးကက်ကြီးရလေးပေးလိုက်ရင်ရပါပြီဟုတ်ပြီအခုရှေ့ချမ်းကိုစဉ်းစားမယ်ရှေ့ချမ်းမှာဒီလိုပတ်တန်လေးကိုဒီလိုနည်းနည်းလေးထင်သာမြင်သာရှိအောင်လို့ဒီလိုလေးကူးလိုက်တယ်နော်အဲ့တော့ဒီမှာတစ်ချက်ကြည့်ပေးဒီလိုမျိုးခောက်မှာဖြစ်တယ်နော်အဲ့တော့ဒီပါဒါ3လက်မရက်မဲ့နေရဒါကတော့အတွင်းဘက်12လက်မစုံမဲ့နေရเนาะအဲ့တော့ဒီ area ဘယ်လောက်ကျန်မလဲဆိုတာလေးကိုအားလုံးလေးကိုပေါင်းပြီးတော့တွက်ပေးလိုက်မယ်เนาะအဲ့တော့ဒီမှာက12.4ရဲ့3ရဲ့ပြီးတော့ဘေးကချုပ်စာ1လက်မရဲ့အဲ့ဒါလေးတွေအားလုံးကိုပေါင်းလိုက်เนาะအဲ့ဒါလေးတွေအားလုံးကိုပေါင်းလိုက်လို့ရှိရင်16.4ရပါမယ်အဲ့တော့ဒီဘက်ကတော့12.4
ဒီဘက်ချမ်းကကြတော့ဘေးချုပ်စာတစ်လက်မရဲ့နောက်ဆုံးမဲ့နှစ်လက်မရဲ့ပြီးတော့12.4ပေါင်းလိုက်ရင်15.4ဖြစ်သွားမယ်နော်အဲ့တော့အဲ့ဒီအတိုင်းတာလေးတွေကိုတစ်ချက်မှတ်ထားပြီးတော့ရှေ့ချမ်းမှာအဲ့ဒီအတိုင်းတာလေးတွေကိုမထက်ခင်မှာဒီမှာပိတ်စလေးကနောက်ချမ်းညက်ထားတော့ဒီမှာပိတ်စကဒဲဖြစ်မနေဘူးเนาะအဲ့တော့ဒဲဖြစ်အောင်မြင်းဖြတ်တစ်ချောင်းအရင်ဆွဲပေးလိုက်မယ်ပြီးတော့ခါကြမှာအဲ့ဒီမြင်းဘေးကနေတွက်သွားမယ်เนาะအဲ့တော့ဒီအတိုင်းတွက်လိုက်လို့ရှိရင်ပိတ်စကဒီမှာကဆွေဆောင်းနေတာနောက်ချမ်းညက်ထားတော့ဆွေဆောင်းနေတော့ခါကြတော့တွက်ချက်တာမှားသွားနိုင်ပါတယ်ဒါကြောင့်မအလုပ်တွက်မယ်เนาะအဲ့တော့ဒီဘက်ကနေရှေ့ချမ်းကိုတွက်တဲ့ချိန်ကျရင်เนาะအလှဘက်ကနေကြည့်ပြီးတော့တွက်မယ်เนาะမဟုတ်ရင်အဖုံချမ်းနေမှားမှာဆိုလို့ပါအခုဒီမှာ15.4မှတ်လိုက်တယ်မှတ်ရုံလေးပဲမှတ်သေးရနော်ပြီးမှခောက်ပြပေးမယ်ပြီးရင်အထဲကိုဝင်မဲ့12.4အဲ့ဒါလေးကိုလည်းမှတ်ခဲလေးနဲ့မှတ်လိုက်မယ်ပြီးတော့ဟိုဘက်အောက်အချမ်းက16.4ဟုတ်နော်အလောက်မှတ်လိုက်ရင်ရပါပြီပြီးသွားပြီဆိုလို့ရှိရင်ခောက်ပုံခောက်နီးကတော့ဒီလိုမျိုးချိုးလိုက်မယ်အဲ့ဒီ12.4နဲ့16.4စုံမဲ့နေရနော်အဲ့လိုချိုးပြီးတော့မှပိတ်စကိုညီးနေအောင်ဖြတ်မယ်ပြီးတော့ခါကျမှအပေါ်က15.4ကိုဒီလိုလာပြီးတော့လှန်ပေးမယ်ဟုတ်ပြီနော်အဲ့တော့မှတ်ထားတဲ့အမှတ်အတိုင်းလေးမှာချိုးရလေးကတဒန်းနဲ့ကျနေရပါမယ်အဲ့တော့ပိတ်လိုင်းလေးတွေညီမညီကိုတော့တေချာလေးညှိပေးပါနော်ဒီမှာတကယ်လို့ကိုကမသေးချဘူးဆိုရင်တော့ညှိပြီးသွားပြီဆိုလို့ရှိရင်ပိတ်စကရွေ့မသွားအောင်လို့တခါတည်းပင်အပ်လေးတွေနဲ့တွေ့ထားပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အခုဒီလိုမျိုးလေးရသွားပြီအဲ့ဒါရသွားပြီဆိုခါကျမှဒီမှာနော်ဒီလိုအဖုံးချမ်းလေးနော်ဒီလိုမျိုးလေးပါအဲ့တော့ညာဘုံဆိုရင်တော့သူနဲ့ပြောင်းပြန်ဖြစ်သွားမယ်နော်ဒီဘက်ကိုပြန်ပြီးဖုံးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကိုတော့ပက်တန်မှာအသေးစိတ်တွက်ပေးပါညာဘုံဘယ်ဘုံကိုတော့နော်ဟုတ်ပြီအခုဒီမှာဒီဟာလေးခောက်ပြီးသွားပြီဆိုလို့ရှိရင်เนาะနောက်ချမ်းကိုဒီပေါ်လာပြီးထပ်ပေးပါမယ်เนาะအဲ့တော့နောက်ချမ်းထပ်မယ်ဆိုလို့ရှိရင်အလှချင်းထပ်ပေးလိုက်ပါဒီလိုမျိုးเนาะအလှချင်းမျက်နှာချင်းဆိုင်ထပ်ပေးလိုက်ပါအောက်ကလေးတွေကိုတေချာညှိပြီးတော့ဘေးကတင်ဆုံးမဲ့နေရာမှာတင်အမြင့်နေရာမှာလည်းဟိုဘက်ကတင်မြင့်နေရာနဲ့တဒန်းနဲ့ကြာပါမယ်เนาะအဲ့တော့တေချာလေးညှိပေးပါဟုတ်ပြီနော်အဲ့တော့ဘေးနေရာမှာနှစ်လက်မဆုံးမဲ့နေရာမှာဒီနေရာမှာပိတ်စကရောက်မရောက်ဆိုတာကိုပေတံလေးနဲ့တိုင်းပြီးတော့လက်ကလေးနဲ့ဆမ်းပြီးနော်အဲ့တော့ပိတ်ချိုးရလေးကအဲ့ဒီနှစ်လက်မနေရာရှိရမယ်ဒီဘက်ဆိုရင်လည်းပိတ်ခောက်ရလေးက3လက်မနေရာမှာရှိရမယ်နော်အဲ့တော့ပေတံလေးနဲ့တိုင်းပြီးတော့လက်ကလေးနဲ့ဆမ်းလိုက်ရင်ရပါပြီနော်ဟုတ်ပြီအခုဒါလေးရသွားပြီဆိုလို့ရှိရင်เนาะပေးအပ်လေးနေနဲ့တေချာလေးတွေ့ပြီးတော့မှပတ်လေးလိုက်ညှက်ပေးပါမယ်เนาะအဲ့ဒါဆိုရင်ဒီမှာရှေ့ချမ်းလေးရသွားပါပြီဟုတ်ပြီเนาะအဲ့တော့ရှေ့ချမ်းကိုလည်းနောက်ချမ်းနဲ့အတူတူအလယ်မှတ်ကလေးမှတ်ပေးရပါမယ်အဲ့ဒါမှတောက်ထဲတဲ့အချိန်အဆင်ပြေမှာဖြစ်ပါရဲ့เนาะပြီးတော့ဒီတိုင်းမဖြန့်ထုတ်လိုက်ပါဘူးရှေ့ချမ်းကိုဒီမှာပိတ်ချိုးမဲ့နေရလေးเนาะထမိန်စကတ်တုံးကထမိန်ခောက်ရပိတ်ချိုးမဲ့နေရလိုမျိုးပဲအဲ့လိုမျိုးလေးမှတ်ပေးရမှာဖြစ်ပါတယ်ဒါမှသူကပျောက်မသွားမှာဖြစ်ပါတယ်เนาะမှတ်ခဲနေဆိုရင်အလွယ်တကူပျောက်ပြတ်သွားနိုင်တဲ့အတွက်ကြောင့်ပါโอเคအခုတောက်ထည့်ပြမယ်ဒီမှာရှေ့ချမ်းအလယ်မှတ်ရှိရเนาะအဲ့တော့ဒီဘက်ကို3လက်မခွဲမှတ်လိုက်မယ်ပြီးတော့6စိတ်တောက်နှစ်ခုထည့်မယ်အဲ့တော့တောက်ချုပ်တဲ့အချိန်ကြာလို့ရှိရင်เนาะအောက်တလွာပဲချုပ်ပါတယ်အပေါ်ကအဖုံးလွာကိုမချုပ်ပါဘူးဟုတ်ပြီပြီးတော့ဒီဘက်ကိုကြာတော့ခါကျတော့အောက်အလွာကိုမချုပ်ပါဘူးအပေါ်ကအဖုံးလွာကိုပဲချုပ်ပါမယ်เนาะအဲ့တော့တောက်ကိုအကုန်လုံးပူပြီးချုပ်လိုက်ရင်တောက်ကြီးကအရန်ထူပြီးတော့ဝစ်လို့အဆင်မပြေပါဘူးဒါကြောင့်မလို့တလွာပဲချုပ်ရပါတယ်เนาะအဲ့ဒီလိုမျိုးလေးဖြစ်ပါမယ်ဒါလေးကအရှေ့တောက်ပါအရှေ့တောက်ကတော့ဒဲတောက်ပဲเนาะအဲ့တော့အနောက်တောက်ကခွန်6ဆိုရင်အရှေ့တောက်က9 4ဖြစ်သွားမယ်เนาะတလက်မစီရှော့သွားပေးပါအဲ့ဒါဆိုရင်တော့သူကရှေ့ချမ်းနောက်ချမ်းလေးလွာ piece ကလေးရသွားပါပြီเนาะပိတ်ညက်တာလေးကတော့များလေးလေ့ကျင့်ပေးမှလက်လေးကမှန်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီတိုင်း pattern လေးသိနေုံနဲ့မရပါဘူးပိတ်ညက်တာကိုလည်းကိုယ်တိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်เนาะ